English လို့ပြောနေရင်းနဲ့အလိမ္မာကူပြောချင်တဲ့စကားလုံးကိုခေါင်းထဲမှာရှာမရတော့လို့တစ်နေရမျိုးဖြစ်ဘူးလား။ Leonard တော်တော်များများ English လို့ပြောဖို့ကြိုးစားတဲ့အခါမှာဒီလိုပြဿနာကိုကြုံရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမြန်မာလိုစဉ်းစားပြီး English လို့ဘာသာပြန်ဖို့ကြိုးစားတဲ့အခါအုံနောက်ကမြန်မာလိုအတိတ်ပဲလေးစဉ်းစားရတယ် English meaning လဲမှတ်ဉာဏ်ထဲမှာပြန်ပြီးတော့ဖော်ရတာဆိုတော့ဒီအလုပ်အများကြီးကိုအုံနောက်ကတစ်ချိန်ထဲမှာပြန်ပြီးတော့လုပ်ရတယ်လို့ဖြစ်သွားတယ်။ဒီအတွက်ကြောင့်ခေါင်းထဲမှာဘာမှထွက်မလာတော့ဘဲနဲ့ဒီဆက်မပြောနိုင်တာမျိုးတင်နေရမျိုးဖြစ်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီလိုပြဿနာကိုဘယ်သူတွေအဖြစ်မျိုးဖြစ်လေရှိလဲဆိုရင်ဒါကိုကဒီမြန်မာပြည်မှာလိုမျိုးပေါ့ဒီမြန်မာပြည်မှာနေရင်းနဲ့ English စာကိုလေ့လာတယ်ကိုဘေးနားမှာသုံးနှုန်းတာကEnglish language မျိုးမဟုတ်ဘဲနဲ့ဒီတိုင်းကိုယ့်ရဲ့ native ပဲသုံးများတဲ့ပတ်ဝန်းကျင်မျိုးမှာဆိုရင်ဒီလိုចောင်းသားမျိုးဒီဆိုရင်ဒီလိုပြဿနာမျိုးကြုံရတယ်။ပြီးရင်ဒီနေ့စဉ်အင်္ဂလိပ်စကားကိုသုံးမနေရတဲ့သူတွေပြောမနေတဲ့သူတွေဆိုရင်လည်းဒီအခက်အခဲမျိုးကိုအများကြီးကြုံရတယ်။နောက်ဆုံးဘယ်သူတွေကြုံရသေးလဲဆိုရင်အမြဲတမ်းကိုပြောတော့မယ်ဆိုရင်ခေါင်းထဲမှာမြန်မာလိုဘာသာပြန်တဲ့သူတွေဆိုရင်လည်းပြန်ပြီးတော့မှ English လို့ပြန်မြန်မာလိုတွေးပြီး English လို့ပြောတယ်ဆိုတဲ့လူမျိုးတွေအဲ့လိုမျိုးတွေဆိုရင်ဒီလိုအခက်အခဲကိုအများကြီးကြုံရတယ်။တကယ်အမှန်တမ်းပြောရင်ဆိုရင်အရင်တော့က learners ဘဝတုန်းကအရင် basic learner ဘဝတုန်းကဒီအခက်အခဲတွေအကုန်လုံးကြုံခဲ့ပူတာပဲ။ဆိုတော့ဒီလိုဘာသာပြန်တဲ့အချင်းကိုကိုကဖြောက်ဖို့ဆိုရင်ဘာလုပ်ရမလဲဆိုရင်ဒီ directly English လိုမျိုးခေါင်းထဲမှာလေဓာတ်ရိုက်တွေးနိုင်ဖို့အတွက်ကိုလေ့ကျင့်ရမယ်ဆိုတော့အဲ့လိုမျိုးလုပ်နိုင်ဖို့ဆိုရင်ကိုဘာလုပ်ရမလဲဆိုရင်ဒီကိုလာကိုပြောကိုလုပ်တဲ့အရာကိုပြောတဲ့ဟာကိုပါစက်ခေါင်းထဲမှာပဲတိတ်တိတ်လေးမပြောဘဲနဲ့ပါစက်ကနေထုတ်ပြီးတော့ပြောပါနောက်တစ်ခုကျတော့ဒီ short video clip လေးတွေကိုသုံးပြီးတော့သူတို့နောက်ကနေလိုက်ပြောတာမျိုးတက်နိုင်ရင်နေ့စဉ်လုပ်ပေးပါဆိုတော့ဒီလိုမျိုးတွေလုပ်ပေးရင်းနဲ့ကမှဒီတဖြည်းဖြည်းနဲ့ကိုရဲ့ဒီခေါင်းထဲမှာဘာသာပြန်စရာမလိုဘဲနဲ့automatically ကိုပြောချင်တဲ့ခေါင်းထဲထွက်တာမျိုးဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပဲစပြီးတော့ပြောကြည့်ပါစမ်းကြည့်ပါပြီးရင်ကိုအနေနဲ့ဒါ video နောက် short video clip လေးတွေပေါ့share ခတ်တယ်ဆိုရင်လည်းဒီ ELLO ဆိုတဲ့website မှာသွားပြီးတော့ဒီ10 minutes စာ short video လေးအများကြီးတင်ပေးထားပါတယ်အဲ့ဒီ website မှာဒီ website ရဲ့ video လေးတွေကိုသုံးပြီးတော့ဒါနောက်ကနေ share the win လုပ်ဖို့အတွက် like ပြောဖို့အတွက်လေ့ကျင့်ဖို့အတွက်အများကြီးထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ်တိုးတက်မှုဆိုတာကနေ့စဉ်နည်းနည်းချင်းလေ့ကျင့်သွားရင်းနဲ့မှဖြစ်လာတာဒါကြောင့်မို့လို့အကုန်လုံးတက်တဲ့မှမမားတော့ဘူးအကုန်လုံးမှနေ့ထိမဆောင်မဲနဲ့နေ့စဉ်နည်းနည်းချင်းစီကိုတစ်လုံးတက်လဲတစ်လုံးနှလုံးတက်လဲနှလုံးတစ်ကြောင်းတက်လဲတစ်ကြောင်းပြောသွားရင်းနဲ့တိုးတက်မှုကိုတိစောက်ယူပါလို့ပြောချင်ပါတယ်ဒီလိုမျိုးဒီ language learning tips တွေ and study tips တွေအများကြီးရချင်သေးတယ်ဆိုရင် please subscribe and follow me more so thank you so much for watching see you in the next video bye bye